အားလုံးကဂျပန်မှာရောက်ပြီးချောနေကြတော့မြန်မာပြည်များမေ့မလားဆိုပြီးတခုလောက်စမ်းကြည့်တယ်စမ်းပြီနော်ဆမ်ဝဲရှုံးနေပြီကျွန်တော်ရန်တောင်းပြီးတော့ပြန်မလားဘာမကြည့်ကျွန်တော်အစကတော့10ပုတ်ပဲဆိုဖို့စဉ်းစားထားတယ်ဟုတ်ဒါဟိုဘောတော့2 round ပေါ့နော်ဒါပေမဲ့နည်းနည်းပို့ဆိုလို့ရလားနော်ဘာလို့ဆိုတော့ကျွန်တော်